She don't need a perfect man, she needs a present one. essay ရဲ့ body paragraph ခြေကိုရေးတဲ့အခါမှာအသုံးပြုလို့ရှိတဲ့ PEEM method ဆိုတာဘာလဲကျွန်တော်ဒီဗီဒီယိုလေးမှာတော့ essay တစ်ပုဒ်ရဲ့ body paragraph ခြေကိုရေးတဲ့အခါမျိုးမှာအသုံးပြုလေးပြုထားရှိတဲ့ PEEM method အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် body paragraph တွေကိုရေးတဲ့အခါမျိုးမှာတခြားသော MEAM method တို့ TEE သို့မဟုတ် TEEA method တို့ရှိတော်ညာလဲကျွန်တော်အကြိုက်ဆုံးနဲ့ရေးရတာအလွယ်ဆုံးကတော့ PEEM method ဖြစ်ပါတယ် PEEM method ဆိုတာကကျတော့ P point E evidence နောက်တစ်ခု E ကကျတော့ explanation နောက်ဆုံး A ကကျတော့ link အဲ့ဒီ element ၄ခုကိုသုံးစွဲပြီးတော့ body paragraph တစ်ခုကိုရေးမှာဖြစ်တဲ့အတွက်သူ့ကို PEEM method လို့ခေါ်တာဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းက essay တစ်ပုဒ်ရဲ့ body paragraph တစ်ခုကိုရေးတော့မယ်ဆိုလို့ရှိရင်ဆရာမတွေပြောကြားလေးသင်ကြားလေးရှိတာကတော့ main sentence တစ်ကြောင်းပါမယ်သူ့ကိုထောက်ပံ့ပေးတဲ့ supporting sentence 3ကြောင်း4ကြောင်းဒါမှမဟုတ်2ကြောင်း3ကြောင်းပါမယ်ဒီလိုသင်ကြားခဲ့ဘူးပါတယ်ကျွန်တော်ခုနကတော့ PEE ရဲ့ method ကိုအတူတူရှင်းပြခဲ့သလိုပဲအခု body paragraph တစ်ခုကိုရေးကြမယ်ဆိုကြပါစို့ P ဆိုတာကခုနကျွန်တော်ပြောတဲ့ main idea sentence ဖြစ်တယ် E ဆိုတာကကျတော့ evidence and example evidence and example ဆိုတာကဒီ main idea sentence ကို supporting လုပ်တဲ့သက်သေတာကစာကြောင်းတစ်ချောင်းကို sentence တစ်ချောင်းကိုခြာရေးပေးလိုက်ပါနောက်တစ်ခု E ဖြစ်တဲ့ analysis and explanation ကကြတော့ဒီ evidence and example ကို analysis လုပ်ပြီးတော့ပြန်ရှင်းပြတဲ့စာကြောင်းတစ်ချောင်းနောက်တစ်ချောင်းခြာရေးပေးလိုက်ပါနောက်ဆုံး A ဆိုတာကကြတော့ link တချို့ကတော့ transition sentence လို့လည်းခေါ်တယ်နောက်ဆုံး link ဆိုတဲ့စာကြောင်းကတော့ဒီ body paragraph ဒီ topic sentence နဲ့ဘလို့အချိတ်ဆက်ရှိတယ်ဘလို့ connection ရှိတယ်ဆိုတာကိုရေးသားပေးတဲ့ sentence ဖြစ်ပါတယ်အဲ့ဒီ link စာကြောင်းကိုကြတော့တချို့ဆရာမတွေက link idea ကိုမသုံးဘဲနဲ့ transition idea ကိုလည်းသုံးထားရှိပါတယ် transition idea ဆိုတာကကြတော့ body paragraph တစ်ခုနဲ့တစ်ခုကြားထဲမှာအကူပြောင်းမှာချောမွေအောင်လို့ရေးသားပေးတဲ့ transition sentence ကျွန်တော်ကတော့ link ကိုပို့ပြီးတော့သဘောကျပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ body paragraph စာပိုက်တစ်ခုကို PEE ရဲ့ method သုံးပြီးတော့ဘယ်လိုရေးသွားရမလဲဆိုတာကိုအကျဉ်းချုပ်အနေနဲ့ဖော်ပြသွားတာဖြစ်ပါတယ်အကျဉ်းချုပ်ဖော်ပြသွားတာဖြစ်တဲ့အတွက်လိုအပ်ချက်ကလေးရှိလို့ရှိရင်ခွင့်လွှတ်ပေးကြဖို့တောင်းပန်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ